ကျက်ဥတယောက်တစ်ချမ်းစားတဲ့လင်းနှမယားတွေအောင်မြင်ပျော်ရွှင်ချမ်းသာရခြင်းလျှို့ဝှက်ချက်ပျော်ရွှင်တဲ့အိမ်အောင်ကြီးလည်းဖြစ်ချင်တယ်အောင်မြင်တိုးတက်တဲ့လုပ်ငန်းရှင်လည်းဖြစ်ချင်တယ်ဒါမှမဟုတ်လုပ်ငန်းခွင်ထဲမှာလည်းအဆင်ပြေချင်တယ်ဆိုရင်စီးပွားရေးနဲ့အိမ်အောင်ရေးကိုဟန်ချက်ညီအောင်ထိန်းထားနိုင်ဖို့လိုအပ်ပါတယ်ဟန်ချက်ညီအောင်ထိန်းဖို့အတွက်အဓိကလိုအပ်ချက်ကတော့လင်းနှမယားစီးလုံးရပါမယ်အကောင့်အဆိုးအရာအလုံးကိုညှိနှိုင်းတိုင်ပင်ရပါမယ်။တဦးရဲ့အကြံကိုတဦးကနားထောင်ပြီးအမှားအမှန်ကိုပြန်လည်သုံးသပ်ကြရပါမယ်။မိသားစုနဲ့အလုပ်ကြားမှာအချိန်ကိုခွဲခြားသတ်မှတ်ပြီးအချိန်တစ်ခုကိုတီးသက်ပေးနိုင်ရပါမယ်။တချို့အိမ်အောင်ရှင်လင်မယားတွေကိုကြည့်လိုက်ပါသူတို့ကချစ်ချင်းမြတ်တာလည်းမလျော့သွားသလိုစီးပွားရေးပိုင်းမှာဆိုရင်လေတနေ့တခြားအောင်မြင်တိုးတက်လာတာကိုသတိထားမိကြမယ်ထင်ပါတယ်။ဒါတွေကစီးလုံးပြီးညှိနှိုင်းတိုင်ပင်မှုခွဲခြမ်းစိတ်ပြတတ်တဲ့ဉာဏ်စွမ်းအားကောင်းတွေရှိလိုပါပဲစီးပွားရေးပဲဖြစ်ဖြစ်အိမ်အောင်ရေးပဲဖြစ်ဖြစ်အခက်အခဲနဲ့စိတ်ပင်ပန်းရှုပ်ထွေးမှုကတော့လူတိုင်းမှာရှိကြတာပါပဲဒါကိုအကြောင်းပြချက်တစ်ခုလိုသတ်မှတ်ပြီးမိသားစုပေါ်ပျော်ရွှင်မှုမပေးနိုင်တာလုံခြုံမှုအချိန်နဲ့နှွေးထွေးမှုတွေမပေးနိုင်ဘူးဆိုတာခွဲခြမ်းစိတ်ဖြာနိုင်မှုဉာဏ်ဖြင့်လို့ပါအကောင်းဆုံးတွေခံစားရတာဖြစ်ဖြစ်အဆိုးဆုံးတွေခံစားရတာဖြစ်ဖြစ်မိသားစုဆိုတာတသွေးတသားတည်းပါဘာတွေပဲဖြစ်လာအတူရင်ဆိုင်မှုခွန်အားအကြီးမားဆုံးပေးနိုင်သူတွေပါအစင်မပြေတာတွေကိုအကြောင်းပြချက်ပေးပြီးဘေးဖယ်ထားလေသူနဲ့ကိုကြားအစင်မပြေဖြစ်လေအစင်မပြေတာတွေများလာလေငွေရေးကြေးရေးခက်ခဲလာလေအောင်မြင်တိုးတက်ဖို့နှောင့်နှေးလာလေပါပဲရှင်းရှင်းပြောရရင်အိမ်သူအိမ်သားစိတ်ချမ်းသာနေရင်စီးပွားရှာရတာပိုလွယ်တယ်လို့ပြောချင်တာပါသူ့ကိုစိတ်ချမ်းသာအောင်ထားရင်ကိုယ်လည်းစိတ်ချမ်းသာရတယ်ကိုယ်စိတ်ချမ်းသာတော့အကြံဉာဏ်ကောင်းတွေပိုထွက်မလာဘူးလားဒါကိုဆိုလိုချင်တာပါအိမ်ပူရင်စီးပွားရှာရခက်တယ်ဒါလေးကိုလည်းအဓိကအမှတ်ထားဖို့လိုအပ်ပါတယ်သူဘာဖြစ်ပြီးဘာတွေလုပ်နေမှန်းကိုမသိကိုဘာဖြစ်ပြီးဘာတွေလုပ်နေမှန်းသူမသိတာတွေကလင်းနေမယားချမ်းမှာမဖြစ်သင့်ဆုံးကိစ္စတွေပါပျော်ရွှင်မှုချစ်ချင်းမြတ်တာနဲ့စီးလုံးမှုတို့ပေါင်းဆက်လိုက်မယ်ဆိုရင်ဟန်ချက်ညီတဲ့ပျော်ရွှင်စရာမိသားစုကဘာလေးကိုပိုင်ဆိုင်နိုင်မှာဒေချာပါပဲ